မင်္ဂလာပါဒီနေ့ဝေမျှခြင်းတဲ့အကြောင်းအရာကတော့လူတိုင်းရဲ့ဘဝမှာအရေးကြီးလာတဲ့လှုပ်ဆောင်စရာရှိတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒီအရာကတော့နေ့တိုင်းကျွန်တော်တို့ရဲ့ daily stress တွေကိုစီမံခန့်ခွဲနိုင်စေဖို့ပဲဖြစ်ပါတယ်အဲ့တော့ stress ဆိုတာစိတ်ပင်ပန်းစရာတွေစိတ်ဖိစီးစရာတွေလူတိုင်းမှာနေ့စဉ်တနည်းမဟုတ်တနည်းနဲ့ကြုံတွေ့လေးရှိကြတာသဘာဝတရားတစ်ခုပါပဲအဲ့တော့စိတ်ပင်ပန်းမှုတွေဆိုတာကိုယ်အလိုကြတဲ့အချိန်မှလည်းပဲဖြစ်လာနိုင်တယ်ကိုအလိုမကျတဲ့အချိန်မှလည်းပဲဖြစ်လာနိုင်တယ်အမျိုးမျိုးသောအခြေအနေမျိုးမှာစိတ်ဖိစီးမှုတွေဆိုတာဖြစ်လာနိုင်တယ်လို့ရှိကြတယ်အထူးသဖြင့်ကျွန်တော်တို့အခုလိုမျိုးစိတ်ပင်ပန်းစရာတွေများလာတဲ့အခြေအနေတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်ဖြစ်လိမ့်ရှိကြတယ်အဲ့တော့စိတ်ဖိစီးမှုဆိုတာနေ့တိုင်းရှော့ချပေးဖို့အတွက်စီမံခန့်ခွဲဖို့တဲ့လိုအပ်ပါတယ်ဥပမာဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်တို့အင်ကြီးအဝတ်စားတစ်ထည်လိုပဲပေါ့နော်အဲ့တော့ဒီအင်ကြီးအဝတ်စားလေးတွေကိုကျွန်တော်တို့ကနေတိုင်းအခုတရက်စာဝတ်လိုက်တယ်ပေါ့နော်ဝတ်လိုက်ပြီးတဲ့ခါကျလို့ရှိရင်ဒီတရက်စာဝတ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီအင်ကြီးမှာတရက်စာကြီးညော်လေးတွေကဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့အင်ကြီးတွေကိုလျှော်ကြတယ်နေ့စဉ်ပုံမှန်ကျွန်တော်တို့လျှော်ကြတယ်ဒါကတော့ကျွန်တော်တို့ရဲ့အင်ကြီးကိုလျှော်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ဆိုတာလည်းပဲမနေ့မိုးလင်းကနေစပြီးတော့ညမိုးချုပ်တဲ့အချိန်ထိကျွန်တော်တို့ရဲ့စိတ်ကိုအသုံးပြုပြီးတော့ရှင်သန်ကြတယ်အဲ့လိုရှင်သန်ကြတဲ့အခါမှာစိတ်ဆိုတာလည်းပဲပင်ပန်းတတ်ပါတယ်အဲ့တော့ဘယ်အရာမဆိုအသုံးပြုတဲ့အရာတိုင်းကညစ်ပေတက်လိရှိတာသဘာဝတရားတစ်ခုပဲပေါ့နော်အဲ့တော့ဒါကြောင့်မို့ကျွန်တော်တို့ကဝေအစားတွေကိုထပ်ဖန်တလဲလဲကျွန်တော်တို့ပြန်ပြီးတော့မဝတ်သလိုကျွန်တော်တို့ရဲ့စိတ်ကိုလည်းပဲနေတိုင်းထပ်ဖန်တလဲလဲပြန်ပြီးတော့ဒီအရာကြီးပဲဒီစိတ်ညစ်နွမ်းမှုတွေနဲ့ဒီစိတ်ပင်ပန်းမှုတွေနဲ့ပဲအမြဲတမ်းမရှင်သန်နေဖို့အရေးကြီးပါတယ်ဥပမာအင်တစ်ထည်ကိုနေတိုင်းထပ်ဖန်တလဲလဲဝတ်ပြီးတော့မလျှော်ဖူးဘူးဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဒီအင်ကြီးမှာကြီးညော်တွေဒီအင်ကြီးမှာများစွာသောကြီးညော်တွေကျွန်တော်ဖြစ်သွားမှာပေါ့နော်အဲ့တော့တကယ်လျှော်တဲ့အခါကျလို့ရှိရင်လည်းပို့ပြီးတော့အားဆိုင်ပြီးလျှော်ရတယ်ပြီးတဲ့နောက်မှာဒီအင်ကြီးအဝတ်စားကနေပြီးတော့ရရှိဒီအင်ကြီးအဝတ်စား6လလောက်ကောင်းကောင်းဝယ်ရမယ့်အရာတခုတစ်နှစ်လောက်ကောင်းကောင်းဝယ်ရမယ့်အရာတခုဟာအယောင်ဒီခလာလေးနဲ့လွင့်ပြဲသွားလိမ့်မယ်ကြီးညော်တွေအများကြီးဖြစ်လာတဲ့အခါကျလို့ရှိရင်ကျွန်တော်ရဲ့စိတ်ဆိုတာဒီတိုင်းပါပဲဒါကြောင့်မို့နေ့စဉ်ကိုယ့်ရဲ့ daily stress လေးတွေကိုစီမံခန့်ခွဲတဲ့အလေးကျင့်လေးလုပ်ထားဖို့လိုတယ်တခါလျင်နေ့တနေ့တာကုန်သွားတဲ့အခါမှာကိုယ်မှာစိတ်ပင်ပန်းမှုတွေအဲ့လောက်ထိအများကြီးမရှိဘူးလို့တခါထင်ကောင်းထင်လိုက်မှာဘာကြောင့်လဲဆိုလို့ရှိရင်တချို့စိတ်ဖိစီးမှုတွေတချို့စိတ်ပင်ပန်းစရာလေးတွေကနောက်ွယ်ကနေပြီးတော့ရှိနေတဲ့စိတ်ကတထောက်တနေရာလေးတွေမှာရှိနေတယ်ဒါပေမဲ့အဲ့ဒီအရာကမနှက်ပြန်မှာထပ်ပြီးတော့ဖြစ်လာမဲ့စိတ်ပင်ပန်းစရာတွေစိတ်ဖိစီးစရာတွေနဲ့ပေါင်းဆက်လာတဲ့အခါကျတော့2ရက်စာစိတ်ပင်ပန်းစရာတွေဖြစ်လာတယ်အဲ့တော့နောက်1ရက်ထပ်ဖြစ်တဲ့နဲ့3ရက်စာစိတ်ပင်ပန်းစရာဖြစ်လာတယ်ဒီလိုနဲ့တရက်ပြီးတရက်အချိန်ကြီးကုန်သွားတဲ့အခါမှာလာတွေနှစ်တီကြာလာတဲ့အခါကျတော့ငါမှစိတ်ပင်ပန်းစရာတွေများလိုက်တာစိတ်ညစ်နွမ်းစရာတွေများလိုက်တာလို့လူတွေကထင်လာကြတယ်တကယ်တော့ကျွန်တော်တရက်ထဲနဲ့စိတ်ပင်ပန်းစရာတွေအများကြီးဖြစ်တယ်ဆိုတာထက်တနေ့စာမဖြေရှင်းထားတဲ့စိတ်ပင်ပန်းစရာလေးတွေကများစွာစုပေါင်းမိလာတဲ့အခါကျလို့ရှိရင်စိတ်ဖိစီးမှုတွေအကြီးဖြစ်လာစေတတ်တယ်အဲ့တော့ကျွန်တော်ရဲ့ဘဝမှာလည်းပဲစိတ်ပင်ပန်းစရာတွေစိတ်ဖိစီးစရာတွေကိုအရင်တုန်းကမစီမံမခန့်ခွဲခဲ့ဘူးပေါ့နော်အဲ့တော့တနေ့စိတ်ပင်ပန်းစရာတွေကများလာပြီးတော့ကြာလာတဲ့ခါကျတော့မှဖြေလျှော့ဖို့တဲ့တတိရတယ်ပြီးတော့ကိုယ့်ရဲ့အလုပ်တွေထိခိုက်လာတော့မှမိသားစုဆက်ဆံရေးတွေထိခိုက်လာတော့မှသုံးဖို့ကျန်းမာရေးတွေထိခိုက်လာတဲ့ခါကျတော့မှဒါတွေကိုဖြေလျှော့ဖို့အတွက်တတိရတယ်အဲ့တော့နောက်ပိုင်းမှာကျွန်တော်ဘာလုပ်လဲဆိုရင်ကိုယ့်ရဲ့စိတ်ပင်ပန်းစရာလေးတွေကိုတနေ့ဖြေလျှော့နိုင်စေဖို့အတွက်အကောင်းဆုံးသောနည်းလမ်းလေးတွေကိုလေ့လာတယ်လေ့ကျင့်တယ်ကျင့်သုံးလိုက်တာကြည့်တယ်အမှန်တမ်းအကျိုးကျေးဇူးရှိပြီးတော့ဘဝရဲ့အရေးသွေးတွေ quality of life တွေအများကြီးဖွံ့ဖြိုးတိုးတက်လာတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ stress တွေများတဲ့အခါကျလို့ရှိရင်တကယ်တော့အလုပ်လုပ်ရတာလည်းပဲလုံးတလောက်ရက်လက်တွေမရတတ်ဘူးပေါ့နော်ပြီးတဲ့အခါမှာကိုယ့်ရဲ့ကျန်းမာရေးအခြေအနေတွေလည်းပဲ stress တွေများလာတဲ့အခါကျလို့ရှိရင်ပင်ပန်းမှုတွေဖြစ်လာတယ်အခုယနေ့ခေတ်မှာဆိုလို့ရှိရင်ဖြစ်ကြတဲ့ယောဂဗျာတွေအများစုသည်စိတ်ဖိစီးမှုတွေကနေပြီးတော့တစ်ဆင့်ကျွန်တော်တို့ဒါခန္ဓာကိုယ်ပါဆိုးကျိုးတွေတက်ရောက်လာစေတာလေးလည်းတွေ့ရတယ်အဲဒါကြောင့်မို့ကိုယ့်ရဲ့စိတ်အတွက်ချိန်လေးပေးပြီးတော့ပေါ့နော်အကြံပြုချင်တာကတော့တရက်ကိုမိနစ်20နာရီဝက်လောက်ပဲဖြစ်ပေါ့နော်မိမိအတွက်စိတ်အနားရစေမဲ့အလုပ်လေးတွေစိတ်အနားရစေမဲ့အလေးကျင့်လေးတွေကိုလှုပ်ဆောင်ကြည့်ဖို့လိုတယ်အဲ့တော့အခုကျွန်တော်တို့ social media မှာရောအခုခေတ်မှာရောကျွန်တော်တို့ဘုသူတ္တတွေကအဲ့လောက်ထိအများကြီးမခဲရင်တော့ပါဘူးစိတ်ပင်ပန်းစရာတွေဘယ်လိုဖြေလျှော့လို့ရလဲဆိုရင်နီးလန်းလေးတွေပေါ့နော်ဒါပေမဲ့တခုရှိတာလူအများစုကစိတ်ပင်ပန်းလာတဲ့ခါကျလို့ရှိရင်ဘယ်လိုမျိုးဖြေလျှော့လေးရှိကြလဲဆိုရင်ငါ social media လေးသုံးပြီးတော့ဖြေလျှော့လိုက်အောင်မယ်အဲ့တော့ခဏလောက်ငါ Facebook လေးသုံးလိုက်အောင်မယ် TikTok လေးကြည့်လိုက်အောင်မယ်အဲ့တော့ကိုကတော့စိတ်အနားယူနေတယ်လို့ထင်တာတကယ်တော့ကျွန်တော်တို့ခန္ဓာကိုယ်ကြီးကနားနေပြီမဲ့စိတ်ကမနာရအောင်ကျွန်တော်တို့အုံနောက်ကမနာရအောင် social media တွေမှာရှိတဲ့ negative news တွေနော်စိတ်မချမ်းမြေ့စရာတွေတချို့ပြဿနာတွေတခြားသူရဲ့ပြဿနာတွေအဲ့တော့ဒီအရာတွေကိုကျွန်တော်တို့ကလိုက်ပြီးတော့
ကြည်ရင်းနဲ့ဒီသတင်းတွေဒီအကြောင်းအရာတွေလိုက်ပြီးတော့စားသုံးရင်းနဲ့ကျွန်တော်တို့ရဲ့စိတ်ကပို့ပြီးတော့ပင်ပန်းလာစေရတယ်ဒါကြောင့်မို့ကျွန်တော်တို့တွေကိုယ့်ရဲ့စိတ်လေးကိုအကောင်းဆုံးအနာပြေးတတ်မဲ့အလေးကျင့်လေးတွေကိုလည်းပဲလှုပ်ဆောင်ထားဖို့လိုအပ်တယ်တချို့ကြတော့လည်းပဲစိတ်ပင်ပန်းစရာတွေကိုဖြေလျှော့တဲ့အခါမှာဘေးထွက်ဆိုးကျိုးရှိစေတဲ့နီးလန်းနေနဲ့လည်းဖြေလျှော့လေးရှိကြတယ်အဲ့တော့ဘေးထွက်ဆိုးကျိုးရှိစေတဲ့နီးလန်းနေနဲ့ဖြေလျှော့တဲ့အခါမှာရေရှည်မှာကိုယ့်ရဲ့ကျန်းမာရေးတွေထိခိုက်လာသလိုကျွန်တော်တို့ရဲ့စိတ်ကခဏလေးပဲအနားရတယ်တကယ်တော့ပြဿနာကိုကျွန်တော်တို့ကအမိုက်တွေကိုဖြာအောက်ကိုလှည့်ထည့်လိုက်သလိုပဲပေါ့နော်အဲ့ခါကျတော့ရေရှည်မှာအဆင်ပြေမှာမဟုတ်ဒါကြောင့်မို့ကျွန်တော်တို့ကိုယ်စိတ်လေးကိုတစ်နေ့မှာအနည်းဆုံး15မိနစ်လောက်စိတ်အေးချမ်းစေမယ့်အလေးကျင့်လေးတွေလှုပ်ဆောင်ကြည့်ပါအကောင်းဆုံးကတော့စိတ်အေးချမ်းချမ်းလေးခဏလောက်နေပြီးတော့ပြဿနာအကြောင်းတွေစိတ်ညစ်စရာအကြောင်းတွေအလုပ်အကြောင်းတွေမိသားစုအကြောင်းတွေဘာဆိုဘာမှမတွေးပဲနဲ့ကိုယ့်ရဲ့အတွေးလေးတွေကိုခဏလောက်အနားလေးပြီးကြည့်ပါကိုယ်အသက်ရှူရလေးကိုရိုးရိုးလေးပဲတည်နေပြီးတော့အသက်ရှူရလေးကိုပဲအာယုံစိုက်ပြီးတော့တရားထိုင်တာတွေတရားမထိုင်တာတွေဒါတွေခဏအသာထားလိုက်ပါအောင်ပေါ့နော်ကိုယ်စိတ်လေးကိုဘာမှအများကြီးမတွေးပဲနဲ့ခဏလောက်လေးရှော့ချပြီးတော့နေကြည့်လိုက်ပါမြတ်ဓမ္မကျွန်တော်ကြိုးကျေးဇူးရှိရတွေ့ရပါတယ်အဲ့ဒီမှာတစင်ကိုကတရားထိုင်ခြင်းနဲ့ဆိုလို့ရှိရင်တရားထိုင်လို့ရတယ်တခါတလေကိုဝါသနာပါတဲ့စာအုပ်လေးတွေဖတ်လို့ရတယ်စာအုပ်ဆိုတာလည်းပဲကျွန်တော် physical စာအုပ်ပေါ့နော် physical စာအုပ်ဒီလိုမျိုးကျွန်တော်တို့ဒါစာအုပ်တွေကင်ပြီးတော့ဖတ်ပါဖုန်းနေနဲ့မဖတ်ပါနဲ့ပေါ့နော်ဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းလေးတွေကိုတခြားတနေရာလောက်မှာ silent လေးခဏလောက်လုပ်ပြီးတော့ထားလိုက်ပါပြီးရင်ကိုယ်နဲ့ကိုယ်တိုင်နဲ့ကိုယ်စိတ်နဲ့ပဲခဏလောက်ကျွန်တော်တို့အတူတူရှိနေပြီးတော့ကိုယ်အတွေးလေးတွေကိုစောင့်ကြည့်တာဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်ကြိုက်နေတဲ့တချင်းအေးအေးလေးတွေစိတ်အနာရစေမဲ့music လေးတွေဒီလိုလေးလည်းကျွန်တော်နားထောင်လို့ရတယ်ဆိုလိုချင်တာကိုယ်စိတ်လေးကိုအားပြန်ပြေလာစေမဲ့အလုပ်ကဘာတွေလဲပေါ့နော်ကိုယ်စိတ်လေးကိုအားပြန်ပြေလာစေမဲ့အရာလေးတွေကိုဝါသနာပါတဲ့အရာလေးတွေဒါလေးတွေကိုကျွန်တော်လှုပ်ဆောင်ဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်အဲ့လိုမျိုးလှုပ်ဆောင်ခြင်းကကျွန်တော်တို့ရဲ့စိတ်မှာပင်ပန်းမှုတွေရောကြလာစေတယ်ဒါကြောင့်မို့တကယ်ကိုလုပ်ငန်းခွင်တွေမှာဥဆောင်နေကြတဲ့သူတွေတကယ်အကြီးအကဲတွေဆိုလို့ရှိရင်စိတ်ကိုစူးစမ်းပြီးတော့အနာပေးလေးရှိကြတယ်အဲ့လိုစိတ်ကိုအနာပေးတော့အလုတ်တောင်ဝင်တွေအတွက်အချိန်ကြီးမလျော့သွားဘူးလားလို့ထင်ကောင်းထင်လိုက်ပဲဒါပေမဲ့အားပြည့်နေတဲ့စိတ်နဲ့အလုံးလုံးတာနဲ့အားမပြည့်တဲ့စိတ်နဲ့အလုံးလုံးတာနဲ့ကစွမ်းဆောင်ရည်ချင်းကွာခြားပါတယ်ဒါကြောင့်မို့စိတ်ပြမန်းစရာလေးတွေကိုအကောင်းဆုံးဖြေလျှော့ပြီးတော့ကိုယ့်ရဲ့အလုတ်တောင်ဝင်တွေမိသားစုတောင်ဝင်တွေကိုအကောင်းဆုံးထမ်းဆောင်နိုင်စေဖို့အတွက်နေ့စဉ်ကိုယ့်ရဲ့ daily stress တွေကို short ချနိုင်စေဖို့အတွက်ကြိုးစားပါလို့အကြံပြုချင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုစိုးသူရပါ emotional data healthy mind founder ဖြစ်ပါတယ်သင်စိတ်ကိုအားပြည့်ပြပါစာအုပ်ကိုရေးသားထုတ်ဝေသူဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်